Hello မင်္ဂလာပါဒီနေ့ Dynamo ကိုအသုံးပြုပြီးတော့ wall creation တွေတခုလုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Monday test ထဲကနေပြီးတော့ Dynamo လေးကိုဖွင့်လိုက်မယ်ဒီလိုလေးဖြစ်သွားမယ်ဒါဆိုရင် new လို့ခေါ်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒီမှာဘယ်ဘက်တောင်အောက်ကလေးကဒီ automatic လေးကို manual လေးပဲပြောင်းပေးထားပါဘာဖြစ်လို့လဲဆိုတော့ G တွေ run တဲ့ခါကျရင် auto run နောက်တစ်ခါခေါ်တိုင်းသူကထ run တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လေးတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့မလေးအောင်လို့ဒါမျိုးလေး manual ကိုပြောင်းပေးထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ wall တစ်ခုကိုဆွဲတော့မယ်ဆိုရင်ကျွန်တော်တို့ဒီကဖြစ်ပါဆိုရင်ကျွန်တော်ဘာလုပ်လဲ wall ခေါ်တယ်ပြီးရင်ကျွန်တော်တို့ wall type ကိုရွေးတယ်ပြီးတာနဲ့ကျွန်တော်တို့ဘာလုပ်လဲသူ့ရဲ့ဒီ level ကိုရွေးမယ်ဆွဲမဲ့ level နော် big constraint ပြီးရင် top constraint နောက်ပြီးကြတော့ကျွန်တော်တို့သူ့ wall ကိုဆွဲတဲ့အခါမှာဆွဲလို့ရတာဒီ line နဲ့ဆွဲလို့ရတာရှိတယ် rectangle ရှိမယ် circular arc တွေရှိမယ်ပေါ့နော်ကျွန်တော်တို့ဒီတော့သူ့ရဲ့ command တွေထဲမှာဆွဲလို့ရတဲ့အားလေးတွေအတိုင်းရှိတယ်ပေါ့ဒီနေရာမှာကျွန်တော် line ကိုသုံးပြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီမှာ start point end point သုံးရတော့မှာပေါ့နော် wall ရဲ့ start point wall ရဲ့ end point ပထမဆုံးစရှာမယ်အဲ့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင် point လေးတွေယူရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာသူ့ထဲမှာရှိတဲ့အထက်က point ဒီ point ကိုရိုက်ခေါ်လိုက်မယ်ဆိုရင် by coordinate h y z နော်သုံးခုရှိတယ်ပေါ့နော်ဒီကောင်ကကြတော့သူ့မှာလည်းဒါလေးတွေမှာပဲဆိုတော့ကျွန်တော်တို့ကဘယ်လိုသုံးလာတယ်ဆိုတာလေးကတော့ပေါ့ကိုဒီမှာဟိုလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုယူလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးနှုတ်ကလေးကျလာတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က start point နဲ့ end point နဲ့2 point ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဘာလုပ်ရလဲဆိုရင်ဒီຢာလေးတွေကိုကျွန်တော်တို့ကဒီလိုပြန်ခေါ်လဲရတယ်မခေါ်ဘူးဆိုရင်ဒီမှာကျွန်တော်တို့ဒါလေးကို select ပေးပြီးရင် control လေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီက left click လေးကိုနှိပ်ပြီးတော့ဖြည့်ဆွဲလဲရတယ် control C control V ဆိုပြီးလုပ်မယ်ဆိုလဲရပါတယ်เนาะဒါဆိုရင်ပြီးရင်ကျွန်တော်တို့ကဘာလို့ခေါ်မလဲဆိုရင် number ပေါ့เนาะ point တွေအတွက် coordinate တွေအတွက်ကိုကျွန်တော်တို့ number တွေလိုလာပြီ NUMBER ပေါ့ number လေးယူလိုက်မယ်ပေါ့เนาะ number မှာ number slider ရှိတယ် number နဲ့သုံးလို့ရတယ်အများကြီးရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာဒီ number လေးကိုယူလိုက်တယ်ပေါ့เนาะဒါကြရင်သူကဒသမတွေနဲ့ပါတယ်ပေါ့နော်ကျွန်တော် number slider သုံးမယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ဒါဆိုရင်တော့ तू ကဘာလုပ်လို့ရလဲဆိုရင်ဒီမှာကစားလို့ရတယ်ပေါ့နော်ဒါကိုမသုံးတော့ဘူးပေါ့နော် delete နဲ့ဖြတ်လိုက်လို့ရပါတယ်အဲဒီမှာကျွန်တော် number slider ကိုကျွန်တော်တို့ဒီ setting ချဖို့တက်ဆိုရင်အောက်ကမြားလေးကိုနှိပ်လိုက်ရင် तू က step ကကျွန်တော်တို့ select ဒီ slider ကိုဆွဲတိုင်း point 1 point 1တိုးထားတယ်ပေါ့နော်ကိုကဂိမ်းပြည့်တိုင်းသွားခြင်းနဲ့ဆိုရင်တစ်တိုးလိုက်လို့ရပါတယ် minimum 0ထားပြီးတော့ maximum ကို900 1000ထားမယ်မိမိကြိုက်တဲ့လောက်ဒီမှာပေးထားလို့ရပါတယ်ပြီးရင်ဒါလေးကိုပြန်ပေးလိုက်ပေါ့နော်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုရင်ဒါလေးကိုခုနလိုမျိုးလေးပဲကျွန်တော်တို့ဒီလိုဆွဲချလိုက်ရင်ရပြီပေါ့နော်အဲ့ကျွန်တော်ကဘာလို့ဆိုရင် start point end point မှာသူဒီflow ပေါ်မှာလို့သဘောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ z direction ကိုမယူတော့ဘူးပေါ့နော်အဲ့ဒါဒါလေးတွေကဘာလဲဆိုရင် wire လေးတွေကိုဒီလိုလေးထည့်ပေးလိုက်ဟုတ်ပြီနော် wire လေးတွေဒီသူက input ကတော့ one input ပဲရှိပါတယ်ဟုတ်ပြီနော် output ကတော့အများကြီးထွက်လို့ရတယ်နော်အဲ့တော့ input မှန်မှာ output မှန်မှာပေါ့နော်အဲ့တော့ဘာတွေဝင်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့ double အဲ့တော့ programming ရဲ့ language လေးတွေကိုလည်းအခြေခံနားလည်ထားဖို့လိုပါတယ်နော် double ဆိုတာဘာကိုပြောတာ string ဆိုတာဘာကိုပြောတာဒါမျိုးလေးတွေပေါ့နော်โอเคပါဒါဆိုရင်ဒါလေးကိုကျွန်တော်ထပ်ပြီးတော့ copy ကူးပြီးတော့ချလိုက်မယ်ပြီးရင်ဒီမှာမှတ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ start point end point လေးကို slider လေးတွေကစားပြီးတော့ပေးမယ်ပေါ့နော်ဒီကောင်ကို0ထားမယ်သူလောက်ထားမယ်နောက်တစ်ခုကကြတော့နော်ဒီမှာကျွန်တော်တို့ကကဏန်းရိုက်ပေးမယ်ဆိုလည်းရတယ်ပေါ့နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့က run လို့ပေးတာနဲ့ဒီမှာ point နဲ့ point စတွေ့ပါပြီပေါ့နော်အဲ့တော့သူဒီgraphical နဲ့ဖြစ်တာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီမှာဒါလေးကိုကြည့်ချင်တယ်ဆိုရင်ဒီကောင်လေးကိုပဲနှိမ့်နှိမ့်နော်ဒါဆိုတော့မှိန်သွားပြီဆိုရင်သူ့ကိုကစားလို့ရတယ်သူ့ကိုကြာကျွန်တော်ဘာလုပ်ရဆိုရင်မောက်ကို wheel ကိုဖိပြီးတော့ကျွန်တော်တို့ဒီရှေ့တိုးနောက်ဆုပ် pen အနေနဲ့သုံးလို့ရတယ်ဟုတ်ပြီနော်ဒီမှာ rotate ဆိုရင်ကျွန်တော်တို့ကနော်ဒါဆိုရင် zoom ပေါ့နော် click နဲ့ဆိုရင် zoom ပေါ့ zoom တိုးချက်
shift ကလေးကိုဖိပြီးတော့ sorry ဒါကကျတော့လှည့်တာပေါ့နော် orbit လှည့်တာ okay ဒါဆိုရင်ဒီဘက်ကိုပြန်သွားမယ်ဆိုရင်တော့ဒါလေးကိုပြန်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင် start point end point ရပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ကအဲ့ point နှစ်ခုကိုဆက်ဖို့အတွက် line လေးလိုတယ်ပေါ့နော်အဲ့ line လိုတဲ့အတွက်ကြောင့်မလို့ဒီမှာ search box ကနေ airline any line ကိုရိုက်လိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ by start point end point ရှိတယ် by fit through point တွေရှိတယ်ပေါ့နော်ဒီမှာတော့ဘာလို့ဆိုတော့ကျွန်တော်တို့က start point end point ကိုသုံးတဲ့အတွက်ကြောင့်မလို့ start point end point ကိုခေါ်လိုက်တယ်ဟုတ်ပြီခုနဒါမျိုးလေးတွေ note ကလေးတွေခေါ်တာကိုလေဒီက screen မှာဘာလုပ်လို့ရလဲဆိုရင် right click ထောက်ပြီးတော့ဒီကနေပြီးတော့ line line ဆိုရရိုက်ရှာမယ်ဆိုလဲရှာလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီကနော် zoom to fit လုပ်တာလေးတွေပေါ့နော်ဒီကေဒါဆိုရင်ကျွန်တော်တို့ကဒါလေးကိုဟောထွက်ဖြစ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါလေးကိုဆက်လိုက်မယ် start point ရယ် end point ရယ်ပေးလိုက်မယ်ပြီးရင်သူ့ကို run လုပ်လိုက်တာ ਨੇ ကျွန်တော်တို့ဘောသွားဖို့အတွက် line လေးတစ်ခုကိုရသွားမှာဖြစ်ပါတယ်เนาะအဲ့လို start point end point နဲ့ line လေးရသွားပြီဆိုရင်ကျွန်တော်တို့ဘောကို create လုပ်လို့ရပြီအဲ့တော့ဒီ sub box ကနေပဲရှာရှာ right click ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ wall dot ဆိုပြီးရရင်ဒီမှာကျွန်တော်တို့ wall dot by เนาะဒီမှာ and height wall dot by cut ကျွန်တော်တို့ဒီက line တွေကိုတော့ဒီမှာ dynamo မှာဘယ်လိုခေါ်လဲဆိုရင် cut တွေလို့ပြောတယ်ပေါ့နော် cut တွေလို့ပြောပါတယ်အဲ့တော့ဒီထဲမှာဒီ cut တွေ cut ဆိုတာဒီမှာဒီ line တွေက cut တွေပေါ့နော်ပြီးရင်နောက်တစ်ခါအဲ့တိုင်းနေပဲနောက်တစ်ခါရှိသေးဆိုရင် wall dot ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်ကိုကြိုက်တာသုံးလို့ရဒီမှာဒါကဘာလဲဆိုရင် level နဲ့ပေါ့နော်ဒီမှာကျတော့ height ကိုလည်းပေးပြီးတော့ဆွဲတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောက်ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘာလဲဆိုရင်ဒါမလို့တော့ဘဲနဲ့ဒီကနေပြီးတော့ဒီမှာ start point sorry နော် start level end level ပေါ့နော်ဒီမှာပေးလို့ရတာပေါ့နော်ဒါလေးကိုဒီမှာ cup ကိုဒီမှာထည့်မယ်ဒီမှာထည့်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုကိုပဲရင်သုံးပြမယ်အဲ့တော့ height ဒီမှာကြပါပြီတော့ height ကိုကျွန်တော် double ဆိုတော့ကနန်းပေါ့နော်အဲ့တော့ဒီ slider ကိုသုံးရင်လည်းသုံးပေါ့နော်သုံးမယ်ဆိုရင်ဒီမှာ control လေးနဲ့နှိပ်ပြီးဒီမှာယူလိုက်မယ်ပြီးတာနဲ့ဒီမှာ height ထဲကိုပြစ်ထည့်ပေးလိုက်နော်အဲ့တော့ဒီမှာသူ့ကိုဘယ်လောက်ထားမလဲထားလို့ရတယ်ပေါ့နော်ပြီးရင် level ဘေး level မှာဆွဲမှာလေအဲ့တော့ကျွန်တော်တို့ level ကိုခေါ်ဖို့အတွက်ကိုမလုပ်မလဲ right click ထောက်ပြီးတော့နော်အဲ we အဲ့တော့ဒီမှာ level လို့ပြလိုက်ရင်ကျွန်တော်တို့ဒီမှာ level by name နော်ဒီလိုလေးရတယ်ပေါ့နော်ဘာမှမဟုတ်ဘူးဆိုရင်လည်းရိုးရိုးဒီမှာ level လို့ရိုက်ချလိုက်ရင်လည်း level လို့ရိုက်ချလိုက်မယ်အဲ့ဆိုရင်ဒီမှာ name နဲ့လာမှာပေါ့နော် name ရတယ်ဒီမှာ level တွေရှိတယ်ပေါ့နော် level မှာတော့ဒီမှာဘာဆို string ထွက်သွားတယ်ပေါ့နော်ဒီကတော့ဘာဝင်လဲဆို level ပဲဝင်လို့ရမယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါလေးကိုခေါ်ကြည့်မယ်ဟောဒီမှာနော်အဲ့တော့ကျွန်တော်ဒီ level ကိုပဲသုံးမယ်ပေါ့နော်ဒီကောင်မသုံးဘူးသူက level to level ဝင်ပေးရမှာပေါ့နော်အဲ့တော့ import မှန်ဖို့လိုတာပေါ့နော်အခုကျွန်တော်တို့မှာပါဆိုရင်ဒီတိုင်းရိုးမှာဆိုရင်ကျွန်တော်တို့ level 1နဲ့ level 2ပဲနှစ်ခုပဲရှိရတယ်နော် okay ဒါဆိုရင်ဒီမှာရပါပြီပြီးရင်ကျွန်တော်တို့ဒီမှာ wall type အတွက်ဆိုရင်ဒီမှာဘာလုပ်မလဲဒီမှာ wall type နော် wall type ဆိုတော့ wall type မှာ name နဲ့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုမှာကိုယ်လိုဆွဲကျင်တဲ့ wall လေးရှိတယ်ဆိုရင်တော့creation ကြိုလုပ်ခဲ့ရမယ်ပေါ့နော်ဥပမာဆိုရင်တော့သူ default ပါတဲ့ wall တွေပဲသုံးလို့ရဒီမှာ name ထည့်တာပေါ့နော် name ထည့်ပြီးဒီမှာ wall type ထွက်မှာဒီမှာဘာ wall
အဲ့ဒါဆိုရင်ကိုလုပ်ခဲ့တဲ့ wall ဆိုရင်တော့ဒီမှာကျွန်တော်တို့က string လေးနဲ့ခေါ်ပြီးတော့ထည့်ပေးမယ်ဒီနည်းလေးကဒီမှာဆိုရင် wall type အများကြီးပဲပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာရှိတဲ့ wall type တွေအကုန်လုံးပါတယ်ပေါ့နော်ဒီကောင်ကိုမသုံးတော့ဘူးအဲ့ဒီမှာကောင်းရည်လေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဟိုထဲမှာ default ပါတဲ့ system နဲ့ပါပြီးသားတွေရတယ်ပေါ့နော်ဒါလေးယူလိုက်ပြီးတော့ဒီလိုလေးပြစ်ထည့်ပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကြည့်ပါ run လိုက်တာနဲ့တစ်ပိုင်းတည်းကျွန်တော်တို့ wall လေးကဖြစ်သွားပြီနော်အဲ့ဒါဘာလို့ဒီမှာမမြင်ရတာလဲဆိုရင် preview ကို off ထားလို့နော် preview လေးတွေဖွင့်တာပိတ်တာလေးမျက်လုံးလေးတွေဖွင့်တာပိတ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုမှာသွားကြည့်မယ် dynamo မှာသွားကြည့် sorry rapid မှာသွားကြည့်မယ် rapid ထဲမှာဘောကဘယ်ရောက်နေမှန်းမသိဘူးနော်ဟုတ်ပြီအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ wall တွေဒီပါတယ်ဆိုတော့ archi wall တွေကျွန်တော်ယူထားတာ structure template ယူထားတာဖြစ်တဲ့ကြောင့်မလို့ discipline မှာကျွန်တော်တို့ coordination ဆိုပြီးတော့ပြောင်းပေးလိုက်ရင်ဒီမှာကျွန်တော်ဆွဲတဲ့ wall လေးသွားတွေ့ပါတယ်နော်အဲ wall လေးကဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမှာဘာဖြစ်လဲသူကမီလီမီတာဖြစ်တယ်ပေါ့နော်အဲအကြောင်းကိုကျွန်တော်တို့ဘာပြောင်းပေးမလဲဆိုရင်ကျွန်တော်တို့က UN လို့ခေါ်ပြီးတော့ဒီထဲကနေပြီးတော့ length ကိုကျွန်တော်တို့မီတာပြောင်းပေးလိုက် okay ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ dynamo ကိုပြန် run ကြည့်နော်အဲ့တော့ run မယ်ဆိုရင်အဲ့တော့ဒါလေးကိုခဏလေးဖြုတ်ပြီး run လုပ်လိုက်မယ်အဲကြရင်တော့ဟောဖြစ်မယ်နောက်တစ်ချိန်ကျမှပြန်တက်ပြီးတော့ run လုပ်လိုက်ရင် complete ဆိုပြီးတော့ပြီးသွားပါပြီဒါဆိုရင်တော့ဒီမှာအေးလို့ခေါ်လိုက်ရင်ကျွန်တော်တို့ဒီမှာ wall လေးတစ်ခုရသွားပြီပေါ့နော်သူ့ရဲ့ဟိုဟာနဲ့ကြီးလွန်အားကြီးတာပေါ့နော်ကျွန်တော်မီတာတွေနဲ့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကတော့ယူထားတဲ့ number slider တွေကဘာဖြစ်လဲဆိုတော့များနေတဲ့ခါကျတော့ဘယ်လိုဖြစ်သွားတာဖြစ်ပါတယ်နော်60မီတာအဲ့လိုမျိုးတွေဖြစ်သွားတာပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော်တို့က3မီတာပေါ့နော်ဒီကောင်ဆိုရင်ဒီမှာ8မီတာဒီကောင်ဆိုရင်ဒီမှာ15မီတာအဲ့လိုမျိုးလေးယူလိုက်မယ်ယူလိုက်ပြီဆိုရင်ကျွန်တော်တို့ကလုပ်လိုက်လို့ရလဲဆိုရင် run ဆိုပြီးတော့လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာသူ့ဟာလေးကပြောင်းသွားလိမ့်မယ်ပေါ့နော်ဒီမှာ number slider မှာ height ကများနေတာပေါ့နော်198ဆိုတော့ကျွန်တော်တို့ကဒီမှာ wall height က10မီတာပေါ့နော်ပြောင်းလိုက်ရင် run ဆိုတာ ਨੇ တချင်းမတ်တက်ကိုဒီမှာပြောင်းသွားတယ်ပေါ့နော်ဟောလားဒီမှာ level 1မှာဒီလောက်လေးနဲ့သွားတာကိုတွေ့ရပါတယ်နော်ဒီပါဒီလိုလေးနဲ့ဖြည်းဖြည်းချင်းstep by step recording လေးတွေကိုတင်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်